ဗန္ဒာရေးနှင့်အခွန်ဝန်ကြီးဌာနသည်နိုင်ငံတော်အတွင်းနိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့်နိုင်ငံဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြေးထပ်မံခံစားခွင့်ပြုသည့်အမိန့်ကြေညာစာအမှတ်110/2025ကို2025ခုနှစ်စက်တင်ဘာလ30ရက်1389ခုနှစ်သတင်းကျွတ်လာစမ်း9ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါသည်အဲ့ဒီအမိန့်ကြေညာစာမှာအပိုင်း9ပိုင်းပါရှိပြီးဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြေးတမ္ပတော်ကြီးလေးဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြေးဖြင့်လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေးကျပ်6000အပြင်ထပ်မံ၍ကျပ်3000တိတိကိုအပိုထောက်ပံ့ကြေးဖြင့်လစဉ်ခံစားခွင့်ပြုကြောင်းနေစားဝန်ထမ်းများနဲ့နေစားအလုပ်သမားများအတွက်အပိုထောက်ပံ့ကြေးဖြင့်လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေးကျပ်2000အပြင်ထပ်မံ၍ကျပ်1000ကိုအပိုထောက်ပံ့ကြေးဖြင့်ခံစားခွင့်ပြုရန်ဖြစ်တဲ့အတွက်နေစားအလုပ်သမားများအားနေ့စဉ်လောက်ကကျပ်9800တိတိကိုခွင့်ပြုရန်ဖြစ်ကြောင်းအငြိမ်းစားဝန်ထမ်းများအတွက်အပိုထောက်ပံ့ကြေးဖြင့်လက်ရှိထောက်ပံ့လျက်ရှိတဲ့အပိုထောက်ပံ့ကြေးကျပ်3000အပြင်ထပ်မံ၍ကျပ်3000တိတိကိုအပိုထောက်ပံ့ကြေးဖြင့်လစဉ်ခံစားခွင့်ပြုကြောင်းယခုအမိန့်သည်2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှစ၍အတည်ဖြစ်ကြောင်းဖော်ပြပါရှိပါသည်ခင်ဗျာ